ကမ္ဘာနှင့်အာရှမှနောက်ဆုံးရအကြောင်းအရာများမင်္ဂလာပါထွန်းထိန်တွင်မြန်မာပရိသတ်ကြီးမတ်လ25ကမ္ဘာနှင့်အာရှမှနောက်ဆုံးရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါဗြိတိန်နိုင်ငံရဲ့ပုဂ္ဂလိကကဏ္ဍဟာ6လအတွင်းအမြင့်ဆုံးကိုရောက်ရှိခဲ့တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေတိုးတက်လာလို့ပါတဲ့ဒါပေမဲ့ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုတွေနဲ့အမေရိကန်ရဲ့အကောက်ခွန်တွေကြောင့်ကုန်ထုတ်လုပ်ငန်းတွေကတော့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတော့ပဲတဲ့ United လေကြောင်းကသူတို့ရဲ့အစိမ့်မြင့်အသင်းဝင်တွေအတွက်အခမဲ့ဝန်ဆောင်မှုကိုရပ်ဆိုင်းတော့မယ်တဲ့လေဆိပ်လုံခြုံရေးစစ်ဆေးမှုတွေကိုမြန်မြန်ဆန်ဆန်ပြီးစီးအောင်လုပ်ပေးတဲ့ဝန်ဆောင်မှုတစ်ခုကိုဖျက်သိမ်းလိုက်တာကတော့တော်တော်လေးစိတ်ပျက်စရာကောင်းပါတယ်အမေရိကန်နဲ့ရုရှားတန်တမန်တွေဟာယူကရိန်းပြည်ပခါမှာစစ်ရနာရေးအတွက်ရီယာ့ဒ်မြို့မှာဆွေးနွေးကြမယ်တဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာငင်းကျင်းရေးလမ်းကြောင်းကိုရှာဖွေဖို့စူးစမ်းနေတာကတော့အားရစရာပါပဲနာမည်ကြီးပြင်သစ်မင်းသားကော်ဒီဖာတာယူကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုနဲ့တရားစွဲဆိုထားတဲ့2021ခုနှစ်ကရုပ်ရှင်ရိုက်ကွင်းမှာအမျိုးသမီး2ဦးကိုစော်ကားခဲ့တယ်ဆိုပြီးဆွဆွဲခံထားရတာပါဖျော်ဖြေရေးလောကမှာတာဝန်ယူမှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ပါတယ်နယူးဇီလန်ရဲ့တောင်ကျွန်းမှာအင်အား6.8ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့ဒေသတဝိုက်မှာအတော်လေးပြင်းထန်တယ်လို့သိရပါတယ်။နောက်ဆက်တွဲငလင်ငယ်တွေလည်းလှုပ်နိုင်တယ်လို့သတိပေးထားပါတယ်။ Samsung Electronics ရဲ့ CEO ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ကုမ္ပဏီကတော့လုပ်ငန်းတွေဆက်လက်လည်ပတ်နိုင်ဖို့အတွက်အမှုဆောင်အသစ်တအူးကိုခန့်အပ်ထားပြီးပါပြီ။ဝမ်းနည်းစရာသတင်းပါပဲ။တောင်ကိုရီးယားမှာမီးလောင်မှုတွေကြောင့်မိသက်သမား2ဦးသေဆုံးခဲ့ပြီးယာနဲ့ချီတဲ့လူတွေရွှေ့ပြောင်းခဲ့ရတယ်တဲ့။၆တွေ့တဲ့ရာသီဥတုနဲ့လေပြင်းတွေကြောင့်မီးလောင်မှုကပိုဆိုးရွားလာခဲ့ပါတယ်။အိန္ဒိယမှာ digital ငွေပေးချေမှုတွေတိုးပွားလာတာနဲ့အမျှ online လိမ်လည်မှုတွေလည်းများလာတဲ့။နိုင်ငံရေးဝန်ကြီးဌာနကစီးပွားရေးလိမ်လည်မှုတွေတိုးလာနေတယ်လို့သတိပေးထားပါတယ်။ဒီတစ်ပတ်ရဲ့နောက်ဆုံးရသတင်းတွေကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပေးပြီး subscribe လုပ်ဖို့မမေ့နဲ့နော်။နောက်ထပ်စိတ်ဝင်စားစရာသတင်းတွေနဲ့အကြောင်းအရာတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။